အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့စိန်တူးတီ channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့16ရက်နေ့တနင်္လာနေ့အတွက်ကိုကျွန်တော်နေ့တိုင်းလက်ဆောင်လေးတင်ပေးခဲ့တဲ့နေရာမှာ3ညပိုင်း2ပိုင်းကိုကျွန်တော်နဲ့အမျိုးကြီးဆော့ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်ရဲ့3ညပိုင်းပတ်တီးလေးအားဆိုလို့ရှိရင်နက်ခင်းပိုင်းမှာ3ညခွန်အနေနဲ့အောင်မြင်သွားခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့နှစ်ပိုင်းပတ်တီးလေးကတော့ညနေခင်းပိုင်းမှာ9နှစ်ဆိုပြီးတော့အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်လက်ဆောင်နေ့တိုင်းနဲ့အတူကျွန်တော်ရဲ့စနေနေ့တိုင်းမှာဝယ်ယူအားပေးလို့ရတဲ့တပတ်စာတပတ်မပြောက်ထိတ်နဲ့ထိတ်ကက်ကလည်းပူးတွဲပြီးတော့အောင်မြင်ခဲ့တဲ့အပြင်ငါတို့ပတ်တီးကက်လေးကလည်းတွဲပြီးတော့ထွက်သွားခဲ့တာဖြစ်ပါတယ်ဒီနေ့အောင်မြင်ခဲ့တဲ့3ညပိုင်း2ပိုင်းနေ့တိုက်ကက်လေးလို့အပိုင်ထွက်မဲ့ကက်လေးကျွန်တော်မနေ့ဗန်တက်ကိုထုတ်ပေးထားပြီးဖြစ်ပါတယ်ချုံများတဲ့မိတ်ဆွေတွေအတွက်အဲ့ဒီနေ့တိုက်ကက်လေးနဲ့ပြန်လိုက်လို့ရပါမယ်အဲ့ဒီနေ့တိုက်ကက်လေးကပတ်တီးနှလုံးနေ့တိုက်ကက်လေးဖြစ်ပါတယ်ကျွန်တော်အရှုံးများတဲ့မိတ်ဆွေတွေတက်ကိုစဉ်းစားထားပြီးတော့လူတိုင်းဝယ်လို့ရတဲ့ကြေးနှုန်းကြီး9000ကျပ်ထင်းနဲ့ကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Viber Channel နဲ့ Telegram Channel ကိုလည်း comment မှာကျွန်တော်နှိမ့်ချပေးထားပါတယ်ဗျဒီနေ့တိုက်ကလေးကိုဒီလိုမျိုးနေ့တိုက်ကလေးကိုဝယ်ယူအားပေးခြင်းတဲ့အမျိုးတို့ကကျွန်တော်ရဲ့ Telegram နဲ့ Viber ဖုန်းနံပါတ်တွေဖြစ်တဲ့39961896မှာလာရောက်ပြီးတော့ဝယ်ယူလို့ရပါတယ်ဗျ Hi မဲဟန်းလိုက်ပါဗျနော်ကဲအဲ့ဆိုရင်မနေ့ဖန်18ရက်နေ့အင်္ဂါနေ့မှာလည်းကျွန်တော်တို့ဒီနေ့တိုက်ကလေးလို့အပိုင်ထွက်မဲ့နေ့တိုက်ကလေးနဲ့အပိုင်ဆော်ကြမယ်ဗျနော်အားလုံးပဲမနေ့ဖန်မှာအောင်မြင်မှုတွေနဲ့အတူကျွန်တော်တို့ပြန်လာခဲ့ပါမယ်အားလုံးမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေဗျကျွန်တော်မျိုးရဲ့စိတ်ပါ